အားလုံးပဲမင်္ဂလာပါခင်ဗျာယခုကျွန်တော်လောကတော်ပွဲကင်းတဲ့ကိုစောစောလေးရောက်နေတာဖြစ်ပါတယ်ခင်ဗျာယခုလိုရေပြောမဲ့ပန်းပွဲလေးတွေကိုတချို့ကငွေတုံငွေစများထည့်ကြပါတယ်ခင်ဗျာတချို့ကလက်သေးနဲ့စမ်းစာလေးတွေညှက်ထည့်ကြပါတယ်ခင်ဗျာကျွန်တော်ကတော့ဘာတစ်ခုမှမထည့်တော့ပါဘူးခင်ဗျာပြီးတော့ဒီပွဲတော်ကိုချစ်ရတဲ့သူနဲ့ဒါမှမဟုတ်ချစ်ရတဲ့မိသားစုနဲ့အတူဆင်နွှဲရရင်ပိုပြောစရာကောင်းပါတယ်ခင်ဗျာကျွန်တော်ကတော့ဒီပွဲတော်ကို၄ချိန်နဲ့၃နေ့မှာစင်ငယ်ဖြစ်နေပဲဆင်နွှဲနေပါတယ်ခင်ဗျာပွဲကင်းပွဲစည်းထဲမှာကျွန်တော်လုပ်ထားတဲ့ပန်းကွက်ထဲပူလာတဲ့ပန်းကွက်များရောင်းချနေကြပါတယ်ခင်ဗျာကျွန်တော်နဲ့အတူလေ့လာကြဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်ခင်ဗျာ